ဟိုးရှေတုံးကမိထီလာဘီကြီးမှာအရိထဇနကမင်းကြီးသည်တရားသဖြင့်စိုးစံတော်မူပါတယ်ထိုခဏ၌ညီတော်ဖြစ်သူပေါလာဇနကမင်းသားနှင့်နောင်တော်တို့အကြားမလိုမုန်းထားမှုများစတင်ခဲ့ပါတယ်တနေ့မှာတော့ညီနောင်နှစ်ဦးစစ်မှတ်ဖြစ်ပွားပြီးအရိထဇနကမင်းကြီးနတ်ရွာဆန်တော်မူခဲ့တယ်ကိုဝဲအရင်အမှာချီသောမိဖုရားကြီးသည်ဘေးကင်းရာသို့ထွက်ခွာခဲ့ရပါတယ်တကြားမင်းကကူညီသဖြင့်မိဖုရားကြီးသည်ကာလစံပါနာကွယ်ပြည်သို့ဘေးကင်းစွာရောက်ရှိခဲ့ပါတယ်ထိုပြည်၌ဒီတာပါမောက္ခဆရာကြီးကမိဖုရားကြီးကိုနမအရင်ကဲ့သို့စောင့်ရှောက်ခဲ့ပြီးမကြာမီမှာပင်ဖျားလောင်းမဟာဇန္ဒကမင်းသားကိုဖွားမြင်တော်မူပါတယ်မင်းသားသည်ငယ်စဉ်ကပင်တည်ငြိမ်ရဲရင်ပြီးပညာဗဟုသုတများကိုလေ့လာစီဘူးခဲ့တယ်တနေ့သောအခါမင်းသားသည်မိမိ၏ဖကမေးသောအကြောင်းကိုသိရှိခဲ့ရပါတယ်ထို့ကြောင့်မိမိ၏ထီးနှန်းအမွေကိုပြန်လည်ရယူရန်အတွက်မင်းသားသည်ခိုင်မာသောစိတ်သက်မွေးမြူခဲ့တယ်ထိုခဏ၌မင်းသားသည်ကုံထူရန်အတွက်သင်္ဘောကြီးကိုတီဆောက်ခဲ့ပါတော့တယ်မိခင်ကြီးကတားမြစ်တော်လဲမင်းသားသည်ပါရမီချစ်ရန်အတွက်ဆုံးဖြတ်ခဲ့တယ်မင်းသားသည်ကုံတယ်ညားညင်အတူတင်လဲခီးသို့ထွက်ခွာခဲ့ပါတယ်သင်္ဘောသားများသည်မင်းသား၏ခံရသောအသွင်အပြင်ကိုကြည့်ပြီးကြည်ညိုခဲ့ကြတယ်ပြည်တော်မင်းကို၏အရှင်ဖြစ်လာမိမင်းသားသည်ပင်လယ်လှိုင်းတပိုးကြား၌တည်ငြိမ်လျက်ရှိတယ်နန်းဆောင်များ၏ခံရမှုကိုစွန့်လွတ်ကာမင်းသားသည်ခရီးကိုစတင်ခဲ့ပါတော့တယ်ပင်လယ်ခရီးသည်အစပိုင်းတွင်ချောမွေ့တော်လဲမကြာမီမုန်တိုင်းများကြာရောက်လာပါတယ်ထိုခဏ၌ကောင်းကင်ယံသည်မောင်မိုက်လာပြီးလွှိုင်းတပိုးများအလွန်ကြီးမားလာပြီးသင်္ဘောကြီးသည်ပြင်းထန်သောလွှိုင်းတန်ကြောင့်စတင်ပျက်စီးလာပါတယ်သင်္ဘောသားအားလုံးကြောက်ရွံ့တုန်လှုပ်နေကြတော့လဲမင်းသားသည်တတိမလွတ်ခဲ့ဖျားလောင်းသည်ထောပတ်နှင့်တကြားလို့ကိုအသုံးပြုစားသုံးကာခွန်အားမွေးမြူခဲ့ပါတယ်သင်္ဘောပျက်စီးသောအခါမင်းသားသည်အဝတ်အစားများကိုခါးတောင်းကြိုက်ကရေထဲသို့ဆင်းခဲ့တယ်ရေပေါင်းများစွာကြာတဲ့အခါဇနကမင်းသားသည်မဟာသမုဒ္ဒရာအလယ်၌တည်လောင်ထဲကြန့်ရှိနေခဲ့ပါတယ်မင်းသားသည်9ရက်တိုင်လက်မလျှော့ဘဲပင်လယ်ရေထဲမှာကူးခတ်ခဲ့ပါတယ်ထိုခဏ၌မင်းသား၏ပါရမီတော်ကိုစမ်းသက်ရန်မဏိမေခလာနတ်သမီးပေါ်လာပါတယ်နတ်သမီးကကန်းကိုမမြင်ရဘဲဘာကြောင့်အားထုတ်နေသလဲဟုမေးမြန်းခဲ့တယ်မင်းသားကလူသည်အားထုတ်မှုကိုဘယ်တော့မှမစွန့်သင့်ဟုရဲဝံ့စွာဖြေကြားခဲ့တယ်မင်းသား၏မြင့်မြတ်သောစိတ်ဓာတ်ကိုနတ်သမီးသည်အလွန်ပင်ကြည်ညိုခဲ့တာကြောင့်နတ်သမီးသည်မဟာဇနကမင်းသားကိုပွေ့ချီကကောင်းကင်ယံသို့ပြောင်းတက်ခဲ့တယ်ခရီးစဉ်တစ်လျှောက်လောကဒန်အခက်အခဲများကိုမင်းသားသည်ပါရမီတော်ဖြင့်ကြော်ဖြတ်ခဲ့ပါတယ်နတ်သမီးသည်မင်းသားကိုမိထီလာပြည်ရှိမင်္ဂလာဥယျာဉ်သို့ခေါ်ဆောင်ကာထိုဥယျာဉ်ရှိကြောက်ဖြာပေါ်၌မင်းသားသည်ငြိမ်းချမ်းစွာအိပ်ဆက်စေခဲ့ပါတယ်ထိုအချိန်တွင်မိထီလာပြည်ရှိပေါလာဇနကမင်းကြီးသည်နတ်ရွာဆန်တော်မူခဲ့တာမင်းကြီး၌မသားတော်မရှိသဖြင့်သမီးတော်တိဝလိမင်းသမီးကနန်းရာကိုရှာဖွေခဲ့တယ်ပညာရှိအမတ်များသည်ဖုတ်သွဆရထားကိုလွှတ်ကာမင်းလောင်းကိုရှာဖွေခဲ့ပါလေထိုဖုတ်သွဆရထားသည်မင်္ဂလာဥယျာဉ်၌အပ်ဆက်နေသောမင်းသားထံသို့ဆက်ရောက်ခဲ့ပြီးအမတ်များကမင်းသား၏ခြေဖွားတော်မူချီလက္ခဏာများကိုကြည့်ပြီးကြည်ညိုခဲ့ကြပါလေထို့နောက်မင်းသားသည်မိထီလာပြည်၏ဘရင်အဖြစ်အဘိဓိတ်ခံယူတော်မူပါလေမဟာဇနကမင်းကြီးသည်တရားသဖြင့်မင်းပြူကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်။တနေ့သောအခါမင်းကြီးသည်ဥယျာဉ်တော်အတွင်း၌တရက်ပင်နှစ်ပင်ကိုတွေ့မြင်ရတာအသီးရှိသောအပင်သည်လူတို့ကြောင့်ပျက်စီးနေသောအသီးမရှိသောအပင်သည်ဝေစာနေတာကိုတွေ့မြင်တော်မူပါတယ်။ထိုခဏ၌မင်းကြီးသည်လူလောက၏အပူအပင်များကိုစင်ကြယ်မိတဲ့အပြင်စီးစိမ်ဥစ္စာဟုသောဘေးဒုက္ခကိုခေါ်ဆောင်တတ်ကြောင်းသဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်မင်းကြီးသည်ထီးနှန်းစည်းစိမ်ကိုစွန့်လွတ်ကာယဟန်ပြုရန်ဆုံးဖြတ်ခဲ့တယ်။ပါရမီဖြည့်ကျင့်မှုပြီးဆုံးသဖြင့်မဟာဇနကမင်းကြီးသည်တောထွက်တော်မူခဲ့ပါတယ်။မြင့်မြတ်သောစိတ်ဓာတ်ဖြင့်တရားဓမ္မအလင်းကိုရရှိခဲ့ပြီးမဟာဇနကမင်းကြီးသည်
နိဗ္ဗာန်သို့ဦးတည်ကပါရမီတော်များကိုဖြည့်ကျင့်ခဲ့ပါတော့တယ်ဟုတ်ကဲ့ပါအခုပြောပြပြီးခဲ့တာကတော့950ဇက်နှစ်ပတ်တော်တွေကမဟာဇနကဇတ်တော်အကြောင်းကိုပြောပြပြီးခဲ့ဖြစ်ပါတယ်အခုဗီဒီယိုကနေတင့်အတွက်ဘဟုတုတသစုံနေရာရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ